သူမတေဆုံးပြီးနောက်မှသာသူမအကယူဆိုင်ဆုံးလူကသူမကိုတက်ခဲ့တဲ့သူဆိုတာမင်းကလေးတိလိုက်ရတဲ့တစ်ချိန်ကသူမယူရှာခဲ့တဲ့ကြောက်ကသူမတေဆုံးမှုအတွက်လက်စားချေပေးုံတာမကသူမအတွက်အသက်ပါပေးခဲ့တယ်အဲ့ဒီအချိန်ကျမှသူကသူမကိုဥလိုက်တဲလိုက်ချစ်ခဲ့တယ်ဆိုတာသူမနားလည်သွားခဲ့တယ်ကံကြမ္မာကသူမကိုနောက်တစ်ချိန်အခွင့်အရေးပေးခဲ့တယ်အဖြစ်ဆုံးမတိုင်ခင်အချိန်ကိုပြန်လည်မွေးဖွားလာခဲ့ပြီးအရာအလုံးကိုပြောင်းလဲဖို့သူမမှာအချိန်ရှိသွားပြီကောက်ကျစ်တဲ့အမျိုးသားကသူမစီကဖိုင်တစ်ခုကိုလူယူဖို့စူးစမ်းတဲ့အခါသူမရဲ့အတိတ်ဘဝကမှတ်ဉာဏ်တွေဟာခေါင်းထဲမှာဖြတ်ပြေးသွားခဲ့တယ်သူမကလွတ်မပေးပဲတင်းကျပ်စွာကင်ထားခဲ့တယ်သူဘေးနားကညံ့များတဲ့အမျိုးသမီးကဖိုင်ကိုလွတ်ပေးဖို့ဖြောင်းဖျက်ခဲ့ပေမဲ့ဒေါသထွက်နေတဲ့မိန်းကလေးကဖိုင်ကိုအပိုင်းပိုင်းဆွဲဖျက်ပစ်လိုက်တယ်သူတို့နှစ်ယောက်စလုံးအံ့ဩသွားကြတယ်တစ်ချိန်ကသူတို့ကိုမေးဖို့မထုတ်ပဲနာခံခဲ့တဲ့မိန်းကလေးဟာအခုတော့လူစိမ်းတစ်ယောက်လိုဖြစ်နေတယ်သူတို့နှစ်ယောက်ပေါင်းပြီးသူမကိုဘလို့တက်ခဲ့တယ်ဆိုတာသူမမှတ်မိနေမှန်းသူတို့မသိခဲ့ကြဘူးပြဿနာကိုအာယုံခံမိတဲ့ကောက်ကျစ်တဲ့အမျိုးသမီးကသူမကိုစတင်ဆွဆွဲတော့တယ်မိန်းကလေးကသူမနဲ့အဲ့ဒီအမျိုးသားကြားကဖောက်ပြန်မှုကိုချက်ချင်းဖွင့်ချလိုက်တဲ့အတွက်သူတို့နှစ်ယောက်စကားမပြောနိုင်ဖြစ်သွားတယ်အမျိုးသားကလုံးဝအပြစ်ရှိတယ်လို့မခံစားရတဲ့အပြင်သူမဒေါသထွက်တဲ့အတွက်တောင်အပြစ်တင်ခဲ့သေးတယ်မိန်းကလေးကစက်သိမ်းမခံနိုင်တော့ပဲသူ့မျက်နှာကိုဖျက်ရိုက်လိုက်တယ်သူခဏကြာမြင့်တက်သွားပြီးနောက်ဒေါသတကြီးနဲ့ပြန်ရိုက်ဖို့လက်ရွယ်လိုက်တယ်သူမရိုက်လိုက်ခင်မှာပဲဆရာဟာသူ့လူတွေနဲ့ရောက်လာခဲ့တယ်သူ့ကိုမြင်တော့မိန်းကလေးကသူ့ရင်ခွင်ထဲကိုပြေးဝင်သွားတဲ့အခြေအနေကိုအထင်လွဲသွားပြီးသူမကအဲ့ဒီအမျိုးသားအတွက်တောင်းပန်နေတယ်လို့သူထင်သွားတယ်အမျိုးသားကိုခေါ်သွားဖို့သူ့လူတွေကိုအမိန့်ပေးပြီးမိန်းကလေးကိုဘေးဆွဲခေါ်သွားတယ်သူမရှင်းပြဖို့စူးစမ်းခဲ့ပေမဲ့အရင်ကအချိန်ပေါင်းများစွာနာကျင်ခဲ့ရတဲ့အတွက်ဆရာကသူမကိုမယုံကြည်ခဲ့ဘူးသူမကိုနောက်တစ်ချိန်အဆုံးရှုံးမခံဖို့ဆုံးဖြတ်ထားပြီးအကျဉ်းသားတစ်ယောက်လိုသူ့အနားမှာပဲထားခဲ့တယ်သူမမျက်ရည်တွေနဲ့အချစ်ကိုဖွင့်ဝင်ခံတဲ့အခါသူကလိန်နေတာလို့ဆွဆွဲခဲ့တယ်ဒါပေမဲ့သူမရဲ့မျက်ရည်တွေကသူ့ရဲ့ဆုံးဖြတ်ချက်ကိုတုံ့လှုပ်စေခဲ့တယ်အဲ့ဒီညမှာသူမကသူ့ကိုအတူနေဖို့ဖိတ်ခေါ်ခဲ့ပြီးကျင်နာယူရတဲ့ညတညကိုအတူတူဖြတ်တန်းခဲ့ကြတယ်နောက်နေ့မနေ့မှာဆရာနိုးလာတော့မယုံနိုင်သေးဘူးဖြစ်နေတယ်သူမကသူ့နားထဲကိုချုံငိမ့်တဲ့စကားတွေတိတုပြောလိုက်တော့သူမျက်နှာရဲသွားတယ်ရှက်ရွံ့စွာနဲ့ဒါကသူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်ကြောင်းဝန်ခံခဲ့ပြီးသူမကတာဝန်ယူရမယ်လို့ရှက်ရှက်နဲ့ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့အမျိုးသားကဖုန်းဆက်လာတယ်မိန်းကလေးကဆရာကိုတစ်ချက်ကြည့်ပြီးဖုန်းကင်လိုက်တဲ့အမျိုးသားကတခြားအမျိုးသမီးနဲ့သူ့ရဲ့ပတ်သက်မှုကိုရှင်းပြဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူမကစကားဖြတ်ပြောလိုက်ပြီးသူမချစ်တဲ့တူလေးသောသူဟာဖျက်ဖြစ်တယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့ဆရာပြုံးသွားတယ်သူမကရှင်းနဲ့လက်ထပ်တော့မယ်လို့မပြောမချင်းအဲ့ဒီအမျိုးသားကလက်မခံခဲ့ဘူးဝမ်းတာလုံးလို့ဆရာရဲ့မျက်လုံးတွေမှာမျက်ရည်တွေပြည့်လာတယ်နောက်ပိုင်းသူမနိုးလာတဲ့အခါစီးမရှိတော့တာကိုတွေးလိုက်ရပြီးသူထားခဲ့တဲ့စာတိုလေးကိုတွေးလိုက်ရတဲ့အဝတ်လဲခန်းထဲမှာသူမဖခင်အဲ့ဒီမျိုးသမီးနဲ့သူမတို့တွဲရိုက်ထားတဲ့တပ်ပုံကိုမြင်လိုက်ရတယ်ပြီးတော့သူမရဲ့အဖြစ်ဆိုးနဲ့တည်ဆုံခဲ့ရတဲ့မှတ်ဉာဏ်တွေအတုံးယုံပြန်ပေါ်လာတဲ့အမှားဟောင်းတွေကိုဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ကြိတ်ဆိုပြီးစွန်းနဲ့အတူသူမရဲ့ကံကြမ္မာကိုပြန်လည်ရေးဆွဲဖို့ဆုံးဖြတ်လိုက်တယ်သူမရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ကောက်ကျစ်တဲ့အမျိုးသားကိုဖုံးဆက်ပြီးဆရာကိုစန့်ကျင်ဖို့ပူပေါင်းဟန်ဆောင်ခဲ့တယ်သူမကသူ့ကိုဖြုတ်ချဖို့ကြံစီနေမှမသိပဲသူကအလွယ်တကူယုံကြည်သွားတယ်အဝေးကနေနားထောင်နေတဲ့ရှော့ကအားလုံးကိုကြားလိုက်ရပြီးသူ့နှလုံးသားလေးကြေမွသွားတယ်လို့ခံစားလိုက်ရတယ်မိန်းကလေးကတစ်ချိန်ကဆော့ကိုဘီလီယံနဲ့ချီဆုံးရှုံးစေခဲ့တဲ့ project တစ်ခုရဲ့အသေးစိတ်ကိုပေးအပ်ခဲ့ပြီးအဲ့ဒီအမျိုးသားနဲ့အနာဂတ်အကြောင်းပြောရင်းရှက်ဟန်ဆောင်နေခဲ့တယ်ကောက်ကျစ်တဲ့အမျိုးသမီးကသူမကိုရိုးလိုက်တာလို့လောင်ပြောင်ခဲ့ပေမဲ့တကယ်ယူတွေကဘသူတွေလဲဆိုတာသူတို့မသိခဲ့ကြဘူးအဲ့ဒီအချိန်မှာဆော့ကသူတို့ရဲ့စကားပြအောက်ဆုံးမှုကိုစောင့်ကြည့်နေခဲ့တဲ့သူ့လက်ထောက်ကတတိထားဖို့တိုက်တွန်းခဲ့ပေမဲ့နောက်ဆုံးအနေနဲ့သူမကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်တယ်သူမထွက်လာတဲ့အခါသူ့ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ပြီးအဲ့ဒီအမျိုးသားနဲ့ဘာလို့တွေ့ရတာလဲဆိုတာကိုသိဖို့တောင်းဆိုခဲ့တယ်သူမရှင်းပြဖို့စကလုံးရှာမရဖြစ်နေခဲ့တယ်သူမနှုတ်ဆက်နေတာကိုမြင်တော့ဆရာကထိန်းချုပ်မှုကင်းမဲ့သွားပြီးသူမကိုအတင်းအဓမ္မကြိုးစားတော့တယ်သူမကသူ့ကိုထာဝရမုန်းသွားလိမ့်မယ်လို့ငိုယိုပြီးရက်တက်မှုတောင်းပန်ခဲ့တယ်အဲ့ဒီစကားတွေကသူ့ကိုအသိဝင်သွားစေတယ်သူဒူးထောက်ချလိုက်ပြီးသူမကိုမထားခဲ့ဖို့တောင်းပန်ခဲ့တယ်သူမကသူ့ကိုဖတ်ထားပြီးသူ့ဘေးနားမှာနေပေးမယ်လို့ကတိပေးခဲ့တယ်မျှော်လင့်ချက်မဲ့စွာနဲ့သူမကသူ့ကိုမထားခဲ့ဘူးဆိုရင်သူပိုင်ဆိုင်သမျှအားလုံးကိုအခြားလူကိုပေးလိုက်မယ်လို့ပြောခဲ့တယ်စိတ်လှုပ်ရှားသွားပြီးသူမကလက်ထပ်ဖို့ကိစ္စကိုထပ်ပြောခဲ့တယ်ဒါဟာလိမ်ညာမှုဖြစ်နိုင်ရင်တောင်ဆိုကအလွန်ဝမ်းသာသွားပြီးသူမကိုယုံကြည်ဖို့ရွေးချယ်ခဲ့တယ်သူမကအဲ့ဒီအမျိုးသားနဲ့အကြိမ်ကြိမ်တွေ့ခဲ့တယ်လို့သူ့ဝန်ထမ်းတွေကပြောတဲ့အခါသူကတပ်ပုံတွေကိုမီးရှို့လိုက်ပြီးမင်္ဂလာပွဲကိုချက်ချင်းစတင်စီစဉ်တော့တယ်နောက်တစ်နေ့မှာသူမကကောက်ကျစ်တဲ့အမျိုးသားနဲ့ထပ်တွေ့ခဲ့တယ် project ရန်ပုံငွေကိုမြန်မြန်ရအောင်သူမကိုတွန်းအားပေးခဲ့တယ်ဒါပေမဲ့သူမကချေးငွေအရင်ယူထားဖို့နဲ့နောက်မှပြန်ဆက်မယ်လို့ကတိပေးခဲ့တယ်သူကသဘောတူပြီးငွေပမာဏအများကြီးကိုချေးယူခဲ့တယ်ရပိုင်းတွင်းမှာပဲ project ပြိုလဲသွားပြီးသူ့ကိုအကျွေးနုံနဲ့နစ်သွားစေတယ်ဒေါသထွက်ပြီးတခြားမျိုးသမီးရဲ့အကြံပေးချက်အတိုင်းမိန်းကလေးကိုပြန်ပေးဆွဲခေါ်သွားပြီးစွန့်ပစ်ထားတဲ့စက်ရုံတစ်ခုစီခေါ်သွားတယ်ပြီးတော့ဆီယိုကိုဖုံးဆက်ပြီးရွေးငွေတောင်းတော့တယ်ထောင်ချောက်ဖြစ်နိုင်တယ်ဆိုတဲ့သူ့လက်ထောက်ရဲ့တတိပေးချက်ကိုလစ်လူရှုပြီးဆရာကငွေတွေစုဆောင်ပြီးသူမကိုကဲတင်ဖို့သွားခဲ့တယ်သူရောက်တဲ့အခါအမျိုးသားစီကိုငွေတွေပြပေးလိုက်ပေမဲ့လောဘကြောင့်အမျိုးသားကပို့တောင်းဆိုခဲ့တယ်သူကဆီယိုကိုဒူးထောက်ခိုင်းတဲ့ဆီယိုကလိုက်နာခဲ့ပြီးအခွင့်အရေးကိုစောင့်ရင်းရုတ်တရက်ရှိကိုပြေးထွက်ပြီးသူ့ကိုတွန်းထုတ်လိုက်တယ်ဒေါသတကြီးနဲ့အမျိုးသားကတနက်တစ်လက်ကိုဆွဲထုတ်လိုက်တဲ့ဆော့ကသူမကိုကာကွယ်ပေးပြီးပြေးဖို့ပြောလိုက်တဲ့အခါမိန်းကလေးကအော်ဟစ်လိုက်တဲ့သူမကအနီးနားကကားတစ်စီးလေးကိုတိုးဝင်သွားခဲ့တဲ့အမျိုးသားကတန်တုပ်ကိုကင်ပြီးကျူးစီကိုသွားတဲ့ဆော့ကသူမစီကိုညင်သားတဲ့အပြုံးလေးနဲ့လှမ်းကြည့်လိုက်တယ်နောက်တစ်စက္ကန့်မှာသူမကလီဗာကိုနင်းပြီးသူ့စီတက်တက်မောင်းလာမယ်ဆိုတာကိုမသိခဲ့ဘူး